3 ရက်မြောက်နေ့မှာတော့တတိုင်းလုံးရေပြတ်သွားပါပြီစတုထနေ့ညနေခင်းမှာတော့ဒေါ်စိန်ကသူ့ရဲ့သားဖြစ်သူအောင်ကြီးကိုခေါ်ပြီးကျမတို့6လွာကိုတက်လာခဲ့တယ်အောင်ကြီးကကြီးမားတဲ့ကွာကြီးကိုကင်ပြီးတကားကိုကန်ကြောက်ကရေထုတ်ပေးဖို့အော်ဟစ်ချင်းချောက်ပါတော့တယ်တကားကြီးတုံခါပြီးနယံကအင်္ဂလိပ်တွေပါပြုတ်ကျလာတဲ့အထိပါပဲဒါပေမဲ့ကျမတို့ကတော့သူတို့ပြောတာကိုလုံးဝဂရုမစိုက်ပဲရက်ွက်လုံခြုံရေးကိုသာဖုံးဆက်အကြောင်းကြားလိုက်ပါတယ်လုံခြုံရေးတွေရောက်လာတော့မှပဲသူတို့သားအမိလည်းအောက်ထပ်ကိုဆင်းသွားကြတော့တယ်လုံခြုံရေးတွေကလည်းသူတို့ကိုယ်တိုင်အင်အားမလောက်တော့လို့နောက်ဆိုလာနိုင်မှာမဟုတ်တော့ကြောင်းအိမ်ထဲမှာပဲလုံလုံခြုံခြုံနေဖို့မှာကြားပြီးပြန်သွားကြပါတယ်ကဘာပြက်ကက်ရဲ့12 ရက်မြောက်နေ့မှာလျှက်စင်ပြီးပါပြတ်တောက်သွားခဲ့တယ်ဒါကြောင့်အစောကြီးကလေးကကြိုဝယ်ထားခဲ့တဲ့အတန်တိတ်ဓာတ်အားပေးဆက်လေးကိုထုတ်သုံးရပါတော့တယ်အဲ့ဒီဆက်လေးကအတန်မဆူတဲ့အပြင်ဓာတ်စီလည်းမလိုတာကြောင့်အဲကန်ထဲမှာပဲထားပြီးဖုန်းတွေအားသွင်းတာမီးသုံးတာတွေလုပ်နိုင်ခဲ့တယ်နှင်းကတော့ကျမရဲ့ကြိုတင်ပြင်ဆင်မှုတွေကိုကြည့်ပြီးအရန်ကိုအထင်ကြီးကျေးဇူးတင်နေခဲ့ပါတယ်အဲ့ဒီနောက်မှာတော့လုံခြုံရေးတကားကိုပို့ပြီးခိုင်ခန့်အောင်ထပ်မံပြင်ဆင်ကြပါတယ်နှင်းဝယ်လာတဲ့ကော်တွေဝက်ဦးတွေနဲ့တကားပေါင်ဟနေတဲ့နေရာတွေကိုတေချာပိတ်ဆို့လိုက်ပြီးပိုခိုင်အောင်လုပ်ကြတယ်အဆုံးသတ်မှာတော့အလေးချိန်အများဆုံးရှိတဲ့တစ်သားခုံကြီးရဲ့ရေပုံးတွေဆန်အိတ်တွေကိုပါတကားနောက်မှာပိတ်ဆို့ထားလိုက်တဲ့အတွက်ဘယ်သူမှအလွယ်တကူတွန်းဖွင့်လို့မရနိုင်တော့ပါဘူးနေ့ရက်တွေကြာလာတာနဲ့အမျှကျမတို့စီကံအစ်စ်တွေသတ်မှတ်ခဲ့ရတယ်နေ့လယ်စာကိုတော့ပူပူနွေးနွေးချက်စားပြီးညစာကိုတော့ဘီစကစ်လိုမုံချောက်တွေနဲ့ပဲဖြည့်ရှင်းကြဖို့ဆုံးဖြတ်ခဲ့ကြတယ်နောက်တစ်နေ့မှာကျမချက်ပေးတဲ့အသီးရွက်နဲ့အသားထောင်းကြော်လေးကိုစားပြီးနှစ်တယောက်အရန်ကိုသဘောကျနေခဲ့ပါတယ်ကြက်ဥကြော်လေးတွေထမင်းပူပူလေးတွေနဲ့အဲ့ဒီအချိန်မှာတော့ဒါဟာနှက်တုတ်တာတမျှပါပဲဒါပေမဲ့မိုးကတော့အဆက်မပြတ်ရွာနေသေးပါပဲတလားလောက်ကြာလာတော့အောက်ထက်ကအခန်းတွေအကုန်လုံးဒီပါရေမြုပ်ကုန်ပါပြီဒီနေ့မှာတော့ရေပြင်ပေါ်ကနေလေထိုးလေတစင်းရောက်လာတဲ့အတန်ကိုကြားလိုက်ရတယ်အဲ့ဒီလေပေါ်မှာရက်ွက်ထဲကနမဲဆိုးနဲ့ကြော်ကြားတဲ့လူမိုက်ကြော်ကြီးနဲ့သူ့တပည့်တွေပါလာတာပါဒေါ်စိန်ကသူတို့ကိုသတင်းပေါက်ကနေခေါ်သွင်းပြီး6လွာမှာပစ္စည်းတွေအများကြီးရှိကြောင်းတွေးထိုးပေးလိုက်ပါတယ်မကြခင်မှာပဲလူမိုက်ကြော်ကြီးသူ့တပည့်နဲ့အောင်ကြီးတို့3ယောက်သား6လွာကိုတက်လာကြပြီးတကားကိုအတင်းရိုက်ချိုးပါတော့တယ်ကျမတို့ကတကားကိုကော်ရီနဲ့တေချာပိတ်ထားပေမဲ့သူတို့ကအားသုံးပြီးရိုက်ခွဲတဲ့အတွက်နောက်ဆုံးမှာတော့တကားကြီးပွင့်ထွက်သွားခဲ့ပါတယ်တကားလည်းပွင့်ရောအထဲကိုတေချာမမြင်ရသေးခင်မှာပဲနှင်းကရှေ့ကိုပြေးထွက်သွားပြီးကြော်ကြီးရဲ့တပည့်ဖြစ်သူမျက်နှာကိုမယုတ်ကောင်းစာပရိနဲ့အဆက်မပြတ်ဖြန်းပစ်လိုက်ပါတယ်ကျမကလည်းကြော်ကြီးရဲ့မျက်နှာကိုတက်တက်ဖြန်းလိုက်တာမို့သူတို့2ယောက်လုံးအော်ဟစ်ပြီးလဲကျသွားပါတော့တယ်အနောက်မှာကြံနေတဲ့အောင်ကြီးကတော့ဒါကိုမြင်ပြီးကြောက်လန့်တကြားနဲ့အောက်ထပ်ကိုပြေးဆင်းဖို့လုပ်ပါတယ်အဲ့ဒီအချိန်မှာကျမကအောက်ထက်ကအိမ်ကြီးချင်းတွေကြားအောင်အတန်ကုန်ဟစ်အော်လိုက်ပါတယ်ဒီနေ့ကျမတို့အိမ်လာလို့ရင်မနှက်ဖြန်ကြံတဲ့အိမ်တွေလည်းလူခံရမှာဖြစ်ကြောင်းအခုမတားရင်နောက်ဆိုအသက်ပါအနေရရှိနိုင်ကြောင်းအော်ပြောလိုက်တဲ့အခါမှာတော့တတိုင်းလုံးမှာရှိတဲ့နေထိုင်သူတွေဝင်ပါလာပါတော့တယ်တတိယထက်ကဒေါ်မြကအောင်ကြီးကိုလှမ်းဆဲဆိုပါတယ်အောင်ကြီးပြပြတလဲပြေးဆင်းသွားချိန်မှာပဲကျမတို့ဘေးကန်းကအမျိုးသမီးကပကံဆေးဆက်ပြာရည်တွေရောထားတဲ့ရေဆိုးတွေကိုအောင်ကြီးခြေချမဲ့လှေကားထစ်တွေပေါ်ပတ်ချလိုက်ပါတယ်အဲ့ဒီတော့အောင်ကြီးလည်းအခြေချော်ပြီးလှေကားပေါ်ကနေအော်ဟစ်ရင်လိမ့်ကျသွားကခြေထောက်ပါကျိုးသွားပါတော့တယ်မျက်စိဆက်ပြီးရိုင်းနဲ့ပြေးဆင်းသွားတဲ့ကြော်ကြီးရဲ့တပည့်ကိုတော့ပိစမထက်ကဥပကမီးတက်ဆေးဘူးနဲ့ပတ်ဖြန်းပြီးတိုက်ခိုက်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့တတိုင်းလုံးကလူတွေဝိုင်းဝန်းပြီးလူမိုက်3ယောက်စလုံးကိုကျိုးတွေနဲ့တင်းတင်းကြပ်ကြပ်တုံနှောင်လိုက်ကြပါတယ်အဲ့ဒီနောက်ရေမီတာတွေထားတဲ့အခန်းချင်းလေးထဲမှာထည့်ပြီးတန်ကျိုးနဲ့အသေးပိတ်လောင်ထားလိုက်ကြပါတယ်9ရက်ဆက်တိုက်ဘယ်သူမှသူတို့ကိုသွားမလွတ်ပေးခဲ့ကြပါဘူးနောက်ဆုံးတော့28ရက်မြောက်နေ့မနက်ခင်းမှာရဟတ်ရင်တန်တွေကြားလိုက်ရပြီးကျမတို့အားလုံးစောင့်မျှော်နေတဲ့ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာပါတော့တယ်တိုက်ခန်းထဲကလူတွေအကုန်လုံးထွက်လာကြပြီးဝမ်းသာမျက်ရည်တွေကျခဲ့ကြရပါတယ်ကယ်ဆယ်ရေးသမားတွေကရေမီတာအခန်းလေးကိုဖွင့်လိုက်တဲ့အခါမှာတော့လူမိုက်3ယောက်သားအညစ်အကြေးတွေထဲမှာတတိလူနီးပါဖြစ်နေကြပါပြီအောက်ထက်ကဆင်းလာတဲ့ဒေါ်စိန်ကိုလည်းဘယ်သူမှဂရုမစိုက်ကြတော့ပါဘူး28ရက်ကြာဒုက္ခခံခဲ့ရပြီးနောက်မှာတော့ကျမတို့အတွက်နောက်ဆုံးမှာအလင်းရောင်ကိုမြင်တွေ့ခွင့်ရခဲ့ပါပြီ